ဟိုင်မီနာဆန်ခွန်နီချီဝဒီ21ရဲ့အတွက်ပု္ပ္ပစာလေးတစ်ချက်တွက်ပြပေးမယ်နော်21ကဗာမေးတာလဲဆိုလို့ရှင်လေခိုတွေကဒီအားကြတော့တဲ့ချောကိုပန်းတော့ခန်းဆိုင်လျော်တဲ့ဒီချောကလက်ပေါင်မုံတစ်ခုမှပါတဲ့ကုန်ကျန်းပစ္စည်းတွေပဲဖြစ်တယ်တဲ့ဒီ900 ဂရမ်ရှိတဲ့ဒီချောကလက်ပေါင်မုံရဲ့နိုင်ရောအကြောင်းအရာပေါ့နော်သူမှာပါတဲ့ပါဝင်ပစ္စည်းတွေကဘာတွေလဲဆိုလို့ရှိရင်တဲ့ခိုမူကီကိုဒီဂျုံမုံကကြတော့350 ဂရမ်စာတိုးဆိုတဲ့တကြားကကြတော့50 ဂရမ်မီဇူဆိုတဲ့ရေကကြတော့150 ဂရမ်ပါတယ်တဲ့နောက်တစ်ခုကကြတော့ချောကလက်သူကကြတော့ဒီချောကလက်က150 ဂရမ်ပါတယ်တဲ့ဒါသူပြောချင်တာကကြတော့900 ဂရမ်ဒီချောကလက်ပေါင်မုံတစ်ခုမှဆိုလို့ရှိရင်ဒါတွေပါပါတယ်ဆိုပြီးတော့သူကပြောချင်တာအောက်မှာသူသိချင်တာကကြတော့ဒီ35 kg ရှိတဲ့ဒီချောကလက်ပေါင်မုံတစ်ခုပြုတ်လုပ်မယ်ဆိုလို့ရှိရင်တဲ့ချောကလက်ကဘယ်လောက် kg လိုအပ်မလဲလို့မေးထားတာပါနော်ပို့စာတစ်ပုဒ်ကိုတွတ်တော့မယ်ဆိုလို့ရှိရင် तू ကမလိုအပ်တဲ့အရာတွေလည်းပေးထားတတ်တယ်။ तू ကကိုယ့်ကိုဘာကိုတွက်စေချင်တာလဲဆိုတာကိုအဓိကထားပြီးတော့တွက်ရမယ်။ဒီပုဒ်စာမှာကိုယ့်ကိုတွက်စေချင်တာကကြတော့ဒီ35 ဂရမ်ရှိတဲ့ဒီချောကလက်ပေါင်မုံတစ်ခုမှဆိုလို့ရှိရင်တဲ့ချောကလက်ကဘယ်လောက် kg လိုအပ်လဲဆိုတာကို तू ကသိချင်တာ။ဆိုတော့အပေါ်မှာပေးထားတယ်။အပေါ်မှာကိုလိုအပ်တဲ့အရာကိုပဲတစ်ချက်သွားကြည့်မယ်နော်။ဆိုတော့900 ဂရမ်မှာဆိုလို့ရှိရင်ဒီချောကလက်သုံးထားတာကကြတော့150 ဂရမ်35 ကီလိုဂရမ်မှာဆိုလို့ရှိရင်ဒီချောကလက်ကဘယ်လောက်လိုအပ်မလဲ။ပေးထားတာတွေကကြတော့သူကဂရမ်နေဖြစ်နေတယ်ဆိုတော့ဒီ35 kg ကိုဒီကီလိုဂရမ်ကိုဂရမ်ပြောင်းမယ်ပေါ့နော်ကီလိုဂရမ်ဂရမ်ပြောင်းမယ်ဆိုလို့ရှိရင်1000နဲ့မြောက်မယ်35ကိုဒီ1000နဲ့မြောက်လိုက်မယ်ဆိုလို့ရှိရင်3500ဂရမ်ရမယ်ပေါ့နော်3500ဂရမ်မှာဆိုလို့ရှိရင်ဘယ်လောက်လဲဆိုတော့တွက်လို့ရပြီပေါ့နော်သူက3500အမြောက်အနည်းလို့တော့အများစားကြည့်အပေါ်150ထားမယ်အောက်က900 3ညာနှလုံး3ညာနှလုံးကြည့်မယ်ခွန်တလီဝင်မယ်ခွန်9လီ35ခွန်3ညာလီထပ်ဝင်မယ်အဲ့ကျတော့90နဲ့အပေါ်က150နဲ့ကျန်မယ်ဒီမှာ90နဲ့150နဲ့မြောက်လိုက်ပြီဆိုလို့ရှိရင်သူက9500ဂရမ်အဖေရထွက်ပြီဒါပေမဲ့သူလိုချင်တာကကျတော့ကီလိုဂရမ်လိုချင်တာကီလိုဂရမ်လိုချင်တယ်ဆိုလို့ရှိရင်ဂရမ်ကနေပြီးတော့ကျတော့ကီလိုဂရမ်ပြောင်းမယ်ဆိုလို့ရှိရင်1000နဲ့စပေးရမယ်9500ကို1000နဲ့စလိုက်မယ်ဆိုလို့ရှိရင်9.5 ကီလိုဂရမ်ရမယ်ဆိုတော့အဖေမှာကသူကဓာတ်ရိုက်မပါဘဲနဲ့အနီးဆက်ဆုံးကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဖေကနံပါတ်1 ခွန်ဂရမ်ပါနော်